မင်္ဂလာပါမိတ်ဆွေတို့ဒီနေ့ကျွန်တော်တို့ဒီနှလုံးအပိုင်ကဏ္ဍလေးတော့ပြပေးမယ်နော်မိတ်ဆွေတို့နော်သူကအမြဲတမ်းလာနေတဲ့တွက်နေ့အတွက်ကျွန်တော်အဲကြောင့်ဒီတွက်နေ့လေးကကောင်းတဲ့အတွက်ကျွန်တော်မိတ်ဆွေတို့မျှဝေပေးမယ်ဆိုတော့ကျွန်တော်ထောက်ထားတဲ့ဒီကျွန်တော်ထောက်ထားတဲ့ဒီ4 6တဲ့နဲ့5နဲ့ဆိုတဲ့အဲ့ဒီအတွဲလေးနည်းနည်းတွားမယ်မိတ်ဆွေတို့ရေနော်ကျွန်တော်တို့ဒီထောက်ထားတဲ့ဒီရ4ပေါ့နော်ဒီ4ရယ်ဒီရယ်2ရယ်ပေါ့နော်ဒီ4ပြီးနေနော်အဲ့ဒီနှလုံးကိုကျွန်တော်ယူပေါင်းမယ်မိတ်ဆွေတို့နော်ဒီပေါင်းလိုက်မယ်နော်ပေါင်းယူမယ်ဆိုရင်သူက6ရမယ်မိတ်ဆွေတို့နော်6ရမယ်အဲ့ဒီ6ကဏ္ဍနဲ့ကျွန်တော်တို့အတွဲလေးကြီးရအောင်နော်6အဲ့လိုတွဲမယ်6ပါဝါယူမယ်မိတ်ဆွေတို့6ပါဝါဒီတဲ့ဒီလိုယူမယ်နော်6ပါဝါတဲ့ပြီးရင်တင်းနှက်ခတ်တီ8ဆိုပြီးကျွန်တော်တို့ဒီလိုယူမယ်မိတ်ဆွေတို့နော်ပြီးရင်ကျွန်တော်တို့ဒီဟာကိုကျွန်တော်နှက်ခတ်ပြန်ယူမယ်အားလုံးဒီနေရာပေါ့နော်ဒီနေရာ6နှက်ခတ်တီနော်6နှက်ခတ်တီ9ယူမယ်နော်ပြီးရင်တင်းနှက်ခတ်တီ8ယူမယ်မိတ်ဆွေတို့ပြီးရင်8နှက်ခတ်တီတက်ပြန်ယူတယ်မိတ်ဆွေတို့အဲ့လိုနော်အဲ့လိုနဲ့ကျွန်တော်တို့ဒီအတွဲလုပ်လိုက်မယ်မိတ်ဆွေတို့ crossing တွဲမယ်အားလုံးကိုကျွန်တော်တို့ဒီလိုတွဲရမယ်ဒီလိုတွဲမယ်ပေါ့ပြောရတော့သူတို့အကုန်ယူတွဲမယ်မိတ်ဆွေတို့ပေါ့ဥပမာကျွန်တော်တက်ပြလိုက်မယ်နော်နှလုံးအပါကဏ္ဍလေးဘယ်လိုတွဲမလဲဆိုရင်ဒီ6နဲ့စမယ်ဆိုရင်6 9အဲ့လိုချမယ်နော်6 9တစ်လုံး6 8တစ်လုံး6တက်တစ်လုံးအဲ့လိုလေးနော်လူကဒီတွက်နေရမဖောင်းလို့ဆိုတော့ပြီးရင်တက်9တစ်လုံးဟုတ်ပြီဆိုတော့နော်တက်8တစ်လုံးပြီးရင်တက်တစ်လုံးဆိုပြီးယူမယ်ဟုတ်လားမရှိတော့ပြီးရင်ကျွန်တော်တို့ဒီ8ပိုင်းလာမယ်8 9တစ်လုံး8တစ်လုံးပြီးရင်8တစ်လုံးဆိုပြီးကျွန်တော်တို့ကိုလုံးရမယ်မိတ်ဆွေတို့နော်ဒီနှလုံးအတွဲလေးကတော့ဒီကိုလုံးရမယ်မိတ်ဆွေတို့နော်ဒါဆိုကျွန်တော်တို့ဒီကိုလုံးထဲကကျွန်တော်တို့ကိုကြိုက်တဲ့အတွဲလေးကိုကျွန်တော်တို့ဒီ define တော့ဒီနှလုံးအပိုင်ကဏ္ဍလေးမိတ်ဆွေတို့ကျွန်တော်တွက်ပြပေးမယ်ဆိုတော့เนาะတကယ်လို့မျိုးဆိုတော့တခြားနေရာနေကိုတွက်နေနဲ့ကိုရှိတယ်ဆိုရင်လည်းဟို9ကြည့်လိုက်ပေါ့ပဲလုံးယူလဲဆိုเนาะသူကထော်ထွားကဏ္ဍပါထော်ထွားလဲဆိုတော့သူကဒီနှစ်ငါးနှစ်ထော်ထွားပြီးမှသူကပါထော်ထွားလဲဆိုတော့သူက895ထော်ထွားမျိုးဆိုတော့เนาะ895ထော်ထွားတယ်895ဒီတစ်လုံးမျိုးဆိုတော့เนาะ895ဆိုအရှိရပါရှိတယ်ဆိုတော့သူက6 3 895ဆိုပြီးထော်ထွားတာနှလုံးအပါရဒီကဏ္ဍနဲ့ဆိုတော့เนาะဒါဆိုကျွန်တော်ဒီ20နဲ့ပြန်ဆက်သွားကြည့်ရမယ်ဆိုတော့ကျွန်တော်တို့เนาะဒါဆိုကျွန်တော်တို့ထောက်ထားတဲ့ဒီเนาะထောက်ထားတဲ့ဒီခွန်6 3 8 9 5လာပြီဆိုခွန်6 3 8 9 5တော့ပဲကဏ္ဍနဲ့ပြန်ယူမလဲဆိုတော့ကျွန်တော်တို့ထောက်ထားတဲ့ဒီခွန်ငါအဲ့နှလုံးပဲယူမယ်ဆိုတော့ပေါင်းလိုက်မယ်ဆိုရင်ကျွန်တော်တို့ဘာရမလဲဆိုပေါင်းလိုက်မယ်ဆိုရင်သူက2ရမယ်ဆို2เนาะ2ပါဝါဒီခွန်မယ်ဆိုတော့เนาะ2ပါဝါဒီခွန်နှက်ခတ်ဒီ3ညဆိုပြီးရတာမယ်ဆိုเนาะ3ညရပြီးရင်ဒီ2ရနှက်ခတ်ကိုပဲယူမယ်ဆိုတော့2နှက်ခတ်ဒီ2နှက်ခတ်ဒီ4เนาะခွန်နှက်ခတ်ဒီ3ညเนาะ3ညနှက်ခတ်ဒီခွန်ဆိုပြီးပြန်ရမယ်ဆိုတော့เนาะအဲ့လိုဒါဆိုကျွန်တော်တို့ရထားတဲ့ဒီကဏ္ဍဘာရထားလဲဆိုတော့ကျွန်တော်တို့ဒီเนาะရတဲ့ဟာဆိုတော့သူကကျွန်တော်တို့နှလုံးအတွဲလေးဖြစ်သွားအောင်တော့ကျွန်တော်တို့ဒီလိုပြင်ယူလိုက်မယ်ဆိုတော့
နဲ့ကနေပြန်တွဲမယ်နော်နဲ့လေးအဲ့လိုစမယ်ဆိုနဲ့လေးတစ်လုံးပြီးနဲ့3ညတစ်လုံးနဲ့ခွန်တစ်လုံးဆိုပြီးရမယ်ဆိုတော့နဲ့ခွန်နော်နေပြင်ဒီခွန်ပြန်ယူမယ်ခွန်လေးတစ်လုံးခွန်3ညတစ်လုံးခွန်တစ်လုံးဆိုပြီးရမယ်ဆိုတော့နော်ပြီးလို့ရှိရင်ဘာရှိတယ်လဲဆိုတော့သူက3ညလေးတစ်လုံး3ညတစ်လုံးပြီးရင်3ညခွန်တစ်လုံးဆိုပြီးကျွန်တော်တို့အားလုံးကိုလုံးရှိမယ်ဆိုတော့သူကထထကဏပါလဲဆိုတော့ထထကဏပါလဲဆိုတော့ခွန်3ည6ဆိုတော့ခွန်3ည6ရှိပါရှိလဲဆိုတော့သူက8 3ခွန်3ည6ရှိပြီထထတယ်ကျွန်တော်ရတဲ့ကဏ္ဍဒီ3ညခွန်ဒီတစ်လုံးနဲ့ဒီခွန်3ညနှလုံးပေါ့သူထထတာဒီနေရာပေါ့မရှိတော့နော်ဒီနေရာမှာထထမယ်ဆိုတော့လားဒီနေရာထထတယ်နော်ကဲကျွန်တော်တို့ဒီတွန်းဒီအတိုင်းကျွန်တော်တို့ဆက်တွက်ကြည့်ရအောင်ထထတဲ့ဒီကဏ္ဍအောင်နော်ထထတဲ့ဒီ8 3ခွန်3ည6ဟုတ်လားမရှိတော့နော်အဲ့ဟာကိုကျွန်တော်တို့တွက်လိုက်မယ်ဒါဆိုကျွန်တော်ကြည့်ရအောင်ဒီ8ရဲ့ဒီ6ရဲ့ကိုကျွန်တော်တို့ပေါင်းလိုက်မယ်မရှိတော့ပေါင်းလိုက်မယ်ဆိုရင်ဗာရမယ်မရှိလို့ရဲ့14ဆိုတော့4ယူလိုက်မယ်နော်4ရဲ့ပါဝါဒီ4ပါဝါဒီ9အဲ့ဆို9နှစ်ခတ်ဒီ6ဆိုပြီးရမယ်မရှိတော့နော်9နှစ်ခတ်6ဆိုပြီးကျွန်တော်ရေးလိုက်မယ်နော်ပြီးရင်ဒီ4နှစ်ခတ်ဒီနဲ့9နှစ်ခတ်ဒီ6နှစ်ခတ်ဒီ9အောင်ပြီဆိုတော့ဒါဆိုကျွန်တော်တို့ရတဲ့အတွဲကိုရောက်ပြန်တွဲမယ်ဆိုရင်တော့ပုံစံတိုင်းပဲနော်ဒီ4ကနေစမယ်ဒီ4နှစ်ပေါ့နော်အဲ့လိုစရမယ်4နှစ်တစ်လုံး4 6တစ်လုံး4 9တစ်လုံးပေါ့မရှိဟုတ်လားပြီးရင်9နှစ်တစ်လုံး9 6တစ်လုံး9 9တစ်လုံးဆိုပြီးထည့်ရမယ်ပြီးဒီ6လာမယ်6နှစ်တစ်လုံး6 6တစ်လုံးပြီးရင်6 9ဆိုပြီးရမယ်ကျွန်တော်တို့ဟုတ်လားမရှိဘူးသူကထောက်ထားကဏ္ဍကပါလဲဆိုတော့သူကထောက်ထားတာထောက်ထားကဏ္ဍဒီ8ခွန်8 9နှစ်ခွန်9ခွန်နှစ် sorry 9ခွန်နှစ်ဆိုတော့ထောက်ထားမယ်ဆိုဒါဆိုကျွန်တော်တို့ရတဲ့နှလုံးအပိုင်လေးဒီတစ်လုံးပေါ့မရှိလို့ကျွန်တော်တို့ရတာဒီတစ်လုံးနော်9နှစ်ပေါ့ထောက်ထားတာအဲ့လိုနောက်မရှိတော့ဒါဆိုရင်ကျွန်တော်တို့လာမယ့်အပေါက်ကျွန်တော်တို့တွက်ကြည့်ရအောင်မရှိလို့နော်လာမယ့်အပေါက်တွက်ကြည့်မယ်ဆိုတော့ကျွန်တော်တွက်ကြည့်မယ်ဆိုရင်သူထောက်ထားတဲ့ဒီထောက်ထားတဲ့ဒီ8ခွန်8 9ခွန်နဲ့နော်ဟုတ်လားမရှိတော့အဲ့ကဏ္ဍနဲ့တော့တွက်မယ်ဆိုရင်ဒါဆိုရင်ဒီ8ရဲ့ဒီ2ရဲ့ကျွန်တော်တို့ပေါင်းယူလိုက်မယ်ဆိုတော့ပေါင်းချင်းဒီပါရမယ်ဆိုတော့တုံညရမယ်ဟုတ်လားမရှိဟုတ်လား30ဆိုရင်တုံညပါဝါဒီတုံညပါဝါဒီ9နော်9နှစ်ခတ်ဒီ3ရမယ်ဆိုတော့နော်ဒါဆိုရင်ဒီဟာတူတဲ့နှစ်ခတ်ကိုပြန်ယူမယ်နော်တုံညနှစ်ခတ်ဒီခွန်9နှစ်ခတ်ဒီ3ဒီ3နှစ်ခတ်ဒီဆိုပြီးကျွန်တော်ရမယ်ဆိုတော့ဒါဆိုရင်ကျွန်တော်ဒီတုံညနေစပြန်တွဲမယ်နော်တွဲဖို့တုံညခွန်ဆိုပြီးတစ်လုံးယူမယ်တုံညခွန်တစ်လုံးတုံည3တစ်လုံးတုံည5တစ်လုံးဆိုပြီး3လုံးရမယ်ပြီးရင်5ခွန်တစ်လုံး5 3တစ်လုံး5ဆိုပြီးတော့တစ်လုံးရမယ်ပြီးရင်3ခွန်တစ်လုံး3 3တစ်လုံး3 5တစ်လုံးဆိုပြီးအလုံး
ကိုလုံးရှိမယ်မိတ်ဆွေတို့နော်ဒါဆိုကျွန်တော်တို့ဒီတစ်ပတ်အတွက်လာမယ်ဒီတရက်နလ2026နော်ဒါမိတ်ဆွေတို့ကြိုက်တဲ့အလုံးလေးကိုတွဲယူကြည့်လိုက်မိတ်ဆွေတို့နော်ဒါကျွန်တော်နှလုံးအပိုင်ကဏ္ဍလေးတွက်ပြပေးပါတယ်မိတ်ဆွေတို့နော်အားလုံးကံကောင်းကြပါစေ